အခုတစ်ခေါက်မှာတော့ SPSS ထဲမှာ data တွေကို input လုပ်တဲ့နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ SPSS ထဲမှာ data တွေကိုဓာတ်ရိုက်ထည့်လို့လည်းရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုက Excel ထဲမှာအရင်ရိုက်ထားတဲ့ Excel ရဲ့ file ကိုဒီ SPSS ထဲကို input လုပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုပြောပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်မိမိတို့အနေနဲ့ကိုယ့်ရဲ့ Excel file ထဲမှာရိုက်ထားတဲ့ data လေးတွေသွင်းထားတဲ့ data လေးတွေရှိမယ်ပေါ့နော်ဒီ data ကို SPSS တွေကို input လုပ်မှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုသွားရမလဲဆိုရင်ဒီနေရာမှာ file ဆိုတာလေးရှိပါတယ်အဲ့ဒီ file ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ input data ဆိုတာလေးရှိပါတယ် input data ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ SPSS ကလက်ခံနိုင်တဲ့ data အမျိုးအစားတွေပေါ့နော်ဒီမှာဆိုရင် Excel file ကိုလည်းသူလက်ခံပေးနိုင်တယ် CSV data ကိုလည်းသူလက်ခံပေးနိုင်တယ်ပေါ့နော်အသုံးများစွာတော့ Excel ဖြစ်ပါတယ်ဆိုတော့မိမိရဲ့ file က Excel ထဲမှာရှိတဲ့အတွက်ကြောင့်မလို့ Excel file ကို input လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Excel ကိုနှိပ်လိုက်ရမှာဖြစ်ပါတယ် Excel နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီ box လေးကြာလာမှာဖြစ်ပါတယ်အဲ့ထဲကမှမိမိရဲ့ Excel file ရှိတဲ့ location ကိုရှာရမှာဖြစ်ပါတယ်ဒီမှာတော့တခါတည်းရှာပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုနှိပ်လိုက်ပါမယ်ပြီး open ဆိုတာလေးနှိပ်လိုက်ပါမယ် open ကိုနှိပ်လိုက်တာနဲ့ဒီ dialog box လေးကြာလာမှာဖြစ်ပါတယ်ဒီညမှာသူဒီ box sheet မျိုးစားဒီဒါ sheet 1ထဲမှာရှိတဲ့ data တွေအသုံးပြုမယ်ပေါ့နော်ပြီးရင်ဒီလိုပုံစံလေးပေးမယ်ပေါ့ဟုတ်တလားဆိုတော့သူအရင်ဆုံး preview ပြရတယ်ပေါ့နော်ဟုတ်တယ်ဆိုရင်ကတော့ okay နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူး worksheet ကသူက sheet 1မဟုတ်ဘူး sheet 2ရှိတယ်ဆိုလို့ရှိရင်ကတော့ဒီနားလေးကမြားလေးနှိပ်ပြီးတော့မှရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင် okay ကိုနှိပ်လိုက်ရမှာဖြစ်ပါတယ် okay နှိပ်လိုက်ပြီဆိုလို့ရှိရင်မိမိရဲ့ data တွေဒီ SPSS တွေကိုရောက်လာမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် variable view တွေကိုရောက်နေတာဖြစ်ပါတယ်ဒီ variable view မှာရှိတဲ့ name နေရာမှာရှိတဲ့ ID gender age အစရှိတဲ့နာမည်တွေဒီ data view ထဲမှာဘယ်လိုသွားပေါ်လဲဆိုလို့ရှိရင်ဒီလိုသွားပေါ်တာဖြစ်ပါတယ် column အလိုက်သွားပေါ်တာဖြစ်ပါတယ်ဒီ column တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ID column နဲ့ age column ကကျယ်နေရပေါ့နော် gender column ကကျဉ်းနေရပေါ့နော်ဒါကိုဒီလိုချိန်လို့လည်းရတယ်နောက်တစ်နည်းအနေနဲ့ကတော့ဒီဘက် variable view မှာရှိတဲ့ဒီ column အကျယ်ပေါ့နော်ဒီနေရာမှာ12ဖြစ်နေတယ်ဒီနေရာမှာ gender က2ဖြစ်နေတယ်ပေါ့နော်ဒါကိုသွားပြီးတော့မှချဲ့ပြီးလို့လည်းရတာဖြစ်ပါတယ်ဒီလိုလုပ်လိုက်မယ်ဆိုရင် data view ကိုပြန်သွားလိုက်ရင် gender ဆိုတဲ့ column လေးကကျယ်နေမှာဖြစ်ပါတယ်ဒါက variable view နဲ့ data view ရဲ့ဆက်ဆက်ချက်ဖြစ်ပါတယ်မိမိပြင်ချင်တာတွေထပ်ထည့်ချင်တာတွေပြောင်းချင်တာတွေရှိတယ်ဆိုလို့ရှိရင်ကတော့ variable view ထဲမှာသွားပြီးတော့မှပြောင်းပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကိုရိုက်လိုက်တဲ့ data မျိုးစားပေါ်မှာမူတည်ပြီးတော့မှသူဒီ numeric လား numeric data လား string data လားဆိုတာလေးကိုပြောပြပေးတာဖြစ်ပါတယ် ID ဒီ1 2 3ကိုထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ variable view မှာသူဒီ numeric ဆိုတာလေးကိုပြပေးထားတာဖြစ်ပါတယ် gender ဒီဘက်မှာ male female ကိုထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ string variable ဖြစ်တဲ့အတွက်ကြောင့်မလို့ string လို့ပြပေးထားတာဖြစ်ပါတယ် age ကိုလည်းပဲဒီဘက်မှာ data view မှာကဏ္ဍတွေထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ variable view မှာ numeric data မျိုးအစားဆိုတာသူပြပေးထားတာဖြစ်ပါတယ်နောက်တစ်ခါတော့ width ဖြစ်ပါတယ် width ကတော့ဒါအကျယ်ပေါ့နော်အကျယ်ကတော့ဒါအဆင်ပြေတယ်ဆိုရင်ကတော့ဒီတိုင်းပဲထားပါတော့ decimal ဆိုတာကတော့မိမိရဲ့ data တွေကိုဒသမနဲ့ပြမှာလားဒသမမပါဘဲနဲ့ပြမှာလားပေါ့နော်ဒသမ1နေရာ2နေရာစသဖြင့်ပြချင်တယ်ဆိုလို့ရှိရင်ကတော့ဒီ decimal လေးကနေပြီးမှအတူအလျှော့လုပ်ပေးရမှာဖြစ်ပါတယ်တခါတလေကြားလို့ရှိရင်ကိုယ့်ရဲ့ data view ထဲမှာဒသမ2နေရာလောက်ပါနေတာမျိုးတွေရှိပါတယ်ဥပမာဖြင့်1ဆိုလို့ရှိရင် 1.00 ဖြစ်နေတာမျိုးတွေ 2.00 ဖြစ်နေတာမျိုးတွေဒါတွေကိုကိုကကြည့်ရတာမလိုချင်ဘူးပေါ့နော်ကိန်းပြည့်ပဲလိုချင်တယ်ဆိုလို့ရှိရင်ကတော့ဒီ variable view ထဲမှာဒီ decimal ကို0ထားလိုက်ရင်ရပါတယ်နောက်တစ်ခု label ပေါ့ label ဆိုတာကတော့ဒါရိုက်ပေးရမှာဖြစ်ပါတယ် label ဆိုတာဒီ name ကိုပို့စားပြီးပဲ label ပေါ့ဥပမာဖြင့် ID ဆိုလို့ရှိရင်ဒီ ID ရဲ့ label ကိုဘယ်လိုတက်ချင်လဲပေါ့ဥပမာဖြင့် student ID လား teacher ID လားပေါ့နော်ဒီလိုမျိုးတက်ပေးရတာဖြစ်ပါတယ်ရိုက်ပေးရတာဖြစ်ပါတယ်ဒီမှာဆိုလဲ gender ဆိုလို့ရှိရင်ဘယ်သူရဲ့ဒါ gender အမျိုးအစားလဲ teacher gender လား student gender လားပေါ့နော်ဒါအပြည့်အစုံရိုက်လို့ရတဲ့နေရာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် space bar လဲခြားပြီးရိုက်လို့ရတယ်ဥပမာအဖြစ်ဒီနေရာမှာ student ID ပေါ့ဒီလိုလေးရလိုက်မယ်ပေါ့နော်ဘာဖြစ်လို့ဒီနေရာမှာလေးပဲအပြည့်အစုံတက်ပေးရတာလဲဆိုလို့ရှိရင်ဒီ name ဆိုတဲ့ variable မှာဒီနေရာမှာ space bar ခြားလို့မရဘူးပေါ့နော်သူ့မှာသတ်မှတ်ထားတဲ့အရာတွေရှိပါတယ်ဥပမာအဖြစ် space bar ခြားလို့မရတာမျိုးတွေတခြားဟို full stop လိုမျိုး dot လိုမျိုးပေါ့နော်ဒီလိုစကားလုံးတွေကိုခွင့်မပြုထားတာမျိုးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ name ဆိုတဲ့ variable မှာအကန့်အသတ်နဲ့ပဲသူသတ်မှတ်ထားတဲ့ပုံစံတိုင်းပဲရိုက်ပေးရတာဖြစ်ပါတယ်ဥ
ဥပမာ student ID ကိုဒီဘက်မှာရိုက်ချင်တယ်ဆိုလို့ရှိရင်ကတော့ဒါ space bar မချဘဲနဲ့ underscore လေးနဲ့တွားပြီးတော့မှရိုက်ရင်တော့ရတယ်ပေါ့နော် underscore ID ပေါ့ဒါဆိုလို့ရှိရင်သူလက်ခံတယ်ပေါ့နော်တကယ်လို့ဒီညမှာ student ID ဆိုတဲ့နေရာလေးမှာ space bar လေးချရိုက်ကြည့်ပါမယ်ဆိုရင် enter နှိပ်လိုက်မယ်ဆိုရင်ဒီ illegal character ဆိုတာလေးပါနေတယ်ပေါ့နော်သူခွင့်မပြုတဲ့ character လေးပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ space bar ကိုခွင့်မပြုတဲ့အတွက်ကြောင့်မလို့ဒါရိုက်လို့မရဘူးပေါ့နော်ဆိုတော့ဒီ name မှာအတူကောက်လေးတွေရေးရင်ပို့ပြီးမှကောင်းတယ်ပေါ့နော်ဒီ label မှာကျတော့အပြည့်အစုံရေးလို့ရတယ်သူဒီခွင့်ပြုပေးထားတာဖြစ်ပါတယ်နောက်တစ်ခုက values ဖြစ်ပါတယ် value ဆိုတာကတော့မိမိရဲ့အချက်အလက်နဲ့ပတ်သက်ပြီးတော့မှကိန်းဂဏန်းလေးသတ်မှတ်ပေးထားတဲ့ဟာမျိုးဖြစ်ပါတယ်ဥပမာ gender ဆိုပါစို့ gender ဆိုလို့ရှိရင် male နဲ့ female ရှိပါတယ် male ကို1ထားမယ် female ကို2ထားခြင်းတယ်ဆိုလို့ရှိရင်ဒီဘေးမှာအဆက်30ရှိပါတယ်ဒါကိုနှိပ်လိုက်မယ်ဆိုရင် value ဆိုတဲ့နေရာမှာ1သတ်မှတ်မယ်ပြီးရင် label နေရာမှာ m ပေါ့နော် m ဆိုတာကခုနကတော့ m လို့သတ်မှတ်ထားလို့ m လို့ပဲရေးလိုက်တာဖြစ်ပါတယ် m ဆိုလို့ရှိရင်1 f ဆိုရင်2ဆိုတာမျိုးသတ်မှတ်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ calculation လုပ်တဲ့နေရာမှာဒါကိန်းဂဏန်းတွေပဲသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုလေး label လေးသတ်မှတ်ပေးရတာဖြစ်ပါတယ်ပြီးရင် add ကိုနှိပ်ပါမယ်ပြီးရင်2ကို f ပေါ့နော်ဒီလိုလေးသတ်မှတ်ပေးတာဖြစ်ပါတယ်တခြား gender မဟုတ်ဘဲနဲ့ဒါ gender ဆိုလို့ရှိရင် male female နှစ်ခုပဲရှိရပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ class တို့ age တို့ဆိုလို့ရှိရင်ကတော့နှစ်ခုထပ်မကရှိရပေါ့နော်ဒါတော့မိမိစိတ်ကြိုက်1 2 3 4သတ်မှတ်ပေးလို့ရတာဖြစ်ပါတယ်ဒီနေရာလေးမှာ add လေးကိုနှိမ့်ပြီးတော့မှဖြည့်သွားမယ်ဆိုရင်ရပါတယ်ပြီးရင် okay လေးလိုက်ပါဒါဆိုလို့ရှိရင်သူကမိမိသတ်မှတ်ထားတဲ့ value လေးကိုဒီနေရာမှာပြပေးနေလို့ဖြစ်ပါတယ် value ကိုအလွယ်တကူမှတ်ရမယ်ဆိုလို့ရှိရင်သူဒီ numeric မဟုတ်တဲ့ Gaussian ပေါ့ numeric မဟုတ်တဲ့ variable ပေါ့ဥပမာဒီလိုမျိုး gender တို့ class တို့ပေါ့နော်ဥပမာအဖြစ် first year second year ပေါ့ဒီလိုမျိုး numeric မဟုတ်တဲ့ variable တွေကိုသတ်မှတ်ဖော်ပြတဲ့နေရာမှာသုံးတာမျိုးဖြစ်ပါတယ်missing ဆိုတာကတော့ကိုထည့်သွင်းလိုက်တဲ့ကိန်းဂဏန်းတွေရဲ့ဒါလစ်လက်တန်မှုပေါ့ missing value ကိုသတ်မှတ်တဲ့နေရာမှာအသုံးပြုပါတယ် column ဆိုတာကတော့ column တစ်ခုချင်းစီရဲ့အကျယ်ပေါ့နော်အကျယ်ကိုသတ်မှတ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ align ဖြစ်ပါတယ် align ဆိုတာကတော့ column တစ်ခုချင်းစီမှာရှိတဲ့ data တွေပေါ့နော်ဘယ်ညာညိတာမျိုးဒါမှမဟုတ် center ထားမှာလားပေါ့နော်မိမိစိတ်ကြိုက်ထားလို့ရတာဖြစ်ပါတယ်ဒီဘေးကမြားလေးကိုနှိပ်ပြီးတော့မှဘယ်ဘက်မှာထားမှာလားညာဘက်မှာထားမှာလားအလယ်ကောင်မှာထားမှာလားပေါ့နော်ဒီလိုလုပ်လို့ရတာဖြစ်ပါတယ်ဒီဘက်မှာလည်းသွားကြည့်လို့ရပါတယ်ဒါဆိုရင် right align ဒါဆိုရင် left align ဒါဆိုရင် right align ဖြစ်ပါတယ်နောက်တစ်ခုက measure ပေါ့နော်ဒီ measure ဆိုတာကတော့ဒါ variable တစ်ခုချင်းစီရဲ့ measurement scale ကိုပြတာဖြစ်ပါတယ် measurement scale ဆိုလို့ရှိရင်ဒါအမျိုးအစား၄မျိုးရှိရလို့သိထားတယ်ပေါ့နော် nominal ordinal interval ratio ဆိုပြီးမှသိထားတယ်ဒါပေမဲ့ဒီနေရာမှာရွေးချယ်လို့ရတဲ့ measurement scale အမျိုးအစား၃မျိုးရှိပါတယ် scale ordinal nominal ဆိုပြီးတော့မှ၃မျိုးရွေးချယ်လို့ရတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ data အမျိုးအစားတွေ interval scale နဲ့ ratio scale ဆိုရင်ကတော့ဒီ scale ကိုရွေးလို့ရတာဖြစ်ပါတယ် ordinal နဲ့ nominal ဆိုရင်ကတော့အောက်ကနှစ်ခုကိုရွေးပေးရတာဖြစ်ပါတယ်ဒါကတော့ SPSS တွေကို data input လုပ်တဲ့နည်းပေါ့နော် Excel file တွေကနေ SPSS file တွေကို data input လုပ်တဲ့နည်းကိုပြောပြသွားပြီးတော့မှ column တစ်ခုချင်းစီကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်